အမျိုးတို့ကိုတရုတ်ဒန်တာကြီးတခုပြောပြမှာဟိုးရှိတော့ကတရုတ်ပြည်မှာတိုက်ဟန်းနဲ့ဝမ်ဝုဆိုတဲ့တောင်ကြီးနှစ်တောင်ရှိတယ်တဲ့အကျေဝန်းကိုတရုတ်လိုလီလို့ခေါ်တယ်မြန်မာလိုဆိုတော့မိုင်ဝနာကြီးအဲ့ဒီတောင်နှစ်တောင်ရဲ့အကျေဝန်းကစတုရမိုင်900လောက်ကျယ်တယ်တဲ့အဲ့ဒီတောင်ရဲ့မြောက်ဘက်မှာချီချောင်နေဆိုတာရှိတယ်အဲ့ဒီနယ်လေးကတောရွာလေးတရွာမှာအသက်90လောက်ရှိပြီဖြစ်တဲ့အဖိုးကြီးဖွားကြီးလင်မယား2ယောက်ရယ်တား3ယောက်ရယ်မိလေး1ယောက်နေထိုင်နေတဲ့အဖိုးကြီးကဟိုနံမျိုးကိုတွားတိုင်းမှာအဲ့ဒီတောင်ကြီးတောင်ကြိုဖြိုက်မှတွားရတော့ခီးပင်မန်းအချိန်ကြာတော့တနေ့လိုမမဖြစ်သူပြောတယ်ဒီတောင်ကြီးတောင်ကဖြူပြစ်ကျင်တယ်ပေါ့အဲ့လိုမဟုတ်ငါမြို့တက်တာအရန်ပင်မန်းတယ်ပြောတယ်တဲ့အမိမပြောတော့ရှင်တောင်ဖြူတာဟုတ်ပြီပေါ့နာတောင်ကရတဲ့မြေကြီးတွေဘယ်မှာတက်ပြစ်မလဲမေးတယ်အဖိုးကြီးကပြောတယ်ငါပူဟိုင်းပင်လယ်မှာတက်ပြစ်မယ်လို့စဉ်းစားမိတယ်တဲ့အဖိုးကြီးပြောတဲ့ပူဟိုင်းပင်လယ်ဆိုတာမန်ချူရီးယားရဲ့တောင်ဘက်မှာရှိတယ်နာကြီးစိုက်ဘေးရီးယားဆိုရှင်မြောက်ဘက်ကျတော့သူတို့နေတဲ့ချီချောင်တွေကဆိုရှင်အဝေးကြီးပေါ့နာကြီးနောက်နေ့ကစတော့အဖိုးကြီးကတား3ယောက်ရဲ့သူ့ရဲ့မီးလေး9ယောက်တောင်စဖြူရောတဲ့တအားလူကြတော့သူ့ရဲ့အိမ်သားချင်းချမ်းဆိုတော့မုတ်ဆူမရဲ့တားလေးကလေးတွေကလဝိုင်းကူညီတယ်တဲ့ကလေးတွေက2နှစ်3နှစ်သားပဲရှိတယ်သူလည်းတနိုင်တစ်ပိုင်းမြေကြီးတွေဝိုင်းတဲ့ပေးတော့နာကြီးခဏနေကြတော့ရွာတွေကဟုတ်ချူးဆိုတဲ့ပညာရှိတယောက်လာပြီးတော့အကျိုးကြောင်းမေးတော့နာကြီးတောင်ဖြူနေတယ်ဆိုတာတရောအဲ့ဒီပညာရှိအားရပါရရည်ရောနာကြီးအဖိုးကြီးပြောတယ်ခင်ဗျားတို့ယူထအောင်လားခင်ဗျားတေအောင်ဒီတောင်အောင်ပြူအောင်ဟုတ်ပြောတယ်တဲ့အအဖိုးကြီးကပြောတယ်မင်းကပညာရှိတာပြောတယ်ဘာမှစဉ်းစားတတ်အောင်လားငါအခုအသက်90ရှိပြီပေါ့မကြခင်တရက်တော့ဆိုင်ကတိတ်လို့နိုင်ဒါပေမဲ့ဒီတောင်ကြီးကပြူမှာမဟုတ်တော့ငါတိတ်လို့နိုင်ဒါပေမဲ့ငါမရှိရင်ငါရဲ့သားရဒီတောင်ဆက်ဖြူဝင်နိုင်ငါရဲ့သားတွေမရှိရင်ငါရဲ့သားရဲ့သားငါရဲ့မိလက်ထက်မှာတောင်ဆက်ဖြူသွားမှာနာသူတို့ရဲ့သားစဉ်မိဆက်ဖြူသွားမှာနိုင်လူကတော့မျိုးဆက်တွေကတစ်ဆိုင်ဆက်ပွားနေပါနိုင်တောင်ကြတော့ဒီလောက်ပဲမျိုးဆက်ပွားထုံးစံမရှိဘူးနာတနေ့နေ့ချိန်မှာကြာတော့ဒီတောင်ကြီးကငါတို့လူသားတဲ့ဇွေနဲ့ထိတ်ရင်မခံနိုင်ဘူးကုန်သွားရမှာလားအဖူးကြီးပြောရတယ်တဲ့ပညာရှိကြလည်းဘာမှပြန်ပြောနိုင်မလဲလှည့်ပြန်ခဲ့ရတော့နိုင်အဖိုးကြီးရဲ့ကြောက်ဖို့ကောင်းတဲ့ဇွေလုံးလာဝီဒီယာကိုကောင်းကင်ကနတ်မင်းကြီးကတိတ်သွားတော့သူ့ရဲ့အစွမ်းထက်တဲ့သား2ယောက်ခေါ်ပြီးတော့အဲ့ဒီတောင်ကြီးနှလုံးကိုအဖိုးကြီးရွှေ့စီခြင်း2ယောက်ရွှေ့စီဆိုရွှေ့ခါရတယ်အမိတ်ပေးလာတော့နိုင်အဲ့ဒီချိန်ကစပြီးတော့တိုက်ဟန်းဆိုတဲ့တောင်ကြီးကစူဘန်နယ်ဘက်ကိုရောက်သွားပြီးတော့ဝမ်ဝုဆိုတဲ့တောင်ကြီးကကြတော့ယူနန်နယ်ဘက်ကိုရောက်သွားတယ်တဲ့ချီချောင်နယ်ကနေဟိုနန်မြို့ဟန်မြစ်ကမ်းအထိပ်ကိုလွင်မြင်ကျယ်ကြီးဖြစ်သွားတယ်တဲ့ဟုတ်ကဲ့ဒါတော့တရုတ်ဒန်တာကြီးပေါ့နော်ဒန်တာကြီးကတော့ဒီမှာတင်ဆုံးသွားတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုအဆုံးကြည့်ရှုအတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်ဆောင်မယ်နော်